မင်္ဂလာပါအသက်ရှင်ရတာအတိတ်ပဲမဲ့တယ်လို့ဖြစ်နေတဲ့ညီကိုတွေနော်နေ့တိုင်းညီတော်စိုးရင်ပူပန်ခြင်းနဲ့အသက်ရှင်နေရတဲ့လူတွေမပြောမရွှင်တဲ့နေ့တွေကိုဖျက်ဆီးနေရတဲ့လူတွေအနာဂတ်တွေပြောက်မျောလင့်ခြင်းတွေမဲ့နေတဲ့ညီကိုတွေအတွက်တည်ငောင်းရှိတယ်နော်ဟေရှာယအခန်းကြီး58နေမကောင်းမကြမ်းမမှာဖြစ်နေကြတဲ့ညီကိုတွေအတွက်တည်ငောင်းရှိတယ်နော်ဟေရှာယအခန်းကြီး58အငယ်6ခွန်8ငါနှစ်သက်သောအစာရှောင်ခြင်းဟုမူကားမတရားသောအချီအနှောင်ကိုချွတ်ခြင်းလေးတော်ဝင်ကိုချခြင်းညှင်းဆဲခံရသောသူတို့ကိုလွတ်ခြင်းထမ်းပိုးရှိသမျှကိုချိုးခြင်းမဟုတ်လောနော်မုတ်တိတ်သောသူကိုအစာကျွေးခြင်းနေရာမရှိဆင်းရဲသောသူတို့ကိုကိုယ်အိမ်သို့ဆောင်ခြင်းအဝိမရှိသောသူကိုမြင်လျင်အဝိကိုပေးခြင်းကိုယ်တားကိုမရှောင်ဘဲနေခြင်းမဟုတ်လောတို့ပြုလင်တင်၏အလင်းဒီမိုးတောက်အလင်းကဲ့သို့ပေါ်ထွန်း၍အလင်းအမြန်ကြမှာခြင်းတို့ရောက်လိမ့်မည်နော်ဆိုလိုတာကနော်နေ့တိုင်းဗျာမျောလင့်ခြင်းတွေမဲ့နေတယ်ပျော်စရာလည်းမကောင်းဘူးစိတ်တက်လည်းကြဆိုးရဲဆိုရင်ကြောက်ရွံ့စိတ်တွေနဲ့နေမကောင်းမကြမ်းမှာဖြစ်နေတဲ့စိတ်တက်တွေနဲ့အသက်ရှင်နေရတဲ့ညီကိုမောင်နှမတွေနော်ဒီမှာဒီကျမ်းစာဖတ်နော်ဟေရှာယ58အငယ်6ခွန်8ပြီးရင်ကိုခွန်အားရတယ်လို့ဆက်ဖတ်အလင်းအမြန်ကြမ်းမှာခြင်းတို့ရောက်လိမ့်မယ်ထာဝရဘုရားဂတိပေးထားတယ်နော်အစာရှောင်ခြင်းထာဝရဘုရားနှစ်သက်တဲ့အစာရှောင်ခြင်းမတရားတဲ့အချီနှောင်ချွတ်တေးမထားနဲ့ဒီကောင်ငါ့ကိုမတရားလုပ်ထားတယ်ဒီကောင်ကအချိန်တန်ပြင်းမယ်ကိုမပြင်းနဲ့ထာဝရဘုရားပြင်းခိုင်းဥပမာပြပြတာနော်ထာဝရဘုရားစီရင်ခိုင်းလေးတော်ဝင်ကိုချခြင်းမနိုင်ဝမထမ်းနဲ့လူဆိုတာဘာမှမတတ်နိုင်ဘူးလူဆိုတာဘုရားကိုအားကိုးရတယ်ဘုရားကိုကိုးကွယ်ဖို့လဲဘုရားတကူကိုအားကိုးရတယ်ကျမ်းစာမှာပါတယ်နော်အားကြောင့်နေ့တိုင်းတန်ရှင်တော်ဝိညာဉ်တော်ခန္ဓာကိုယ်ထဲယေရှုခရစ်တော်နာမနဲ့ဝင်ရောက်အုပ်စိုးခိုင်းကိုယ်ခန္ဓာကိုယ်ထဲကသူအလုပ်လုပ်သွားမယ်သူခံစားရမယ်သူစဉ်းစားမယ်ဒါပဲဝင်ပေါ့တယ်ကျွန်တော်လက်တွေ့နော်ညှင်းဆဲခံရသောသူတို့ကိုလွတ်ခြင်းညှင်းဆဲခံနေရတယ်သူများညှင်းဆဲခံနေရတယ်ကွာတွေ့လို့ရှင်ဆူတောင်းပေးလိုက်ဒါဝရဖျားစီညှင်းဆဲခံနေရတဲ့ဘဝအခြေအနေတွေကလွတ်မြောက်ဖို့သခင်ယေရှုခရစ်တော်နာမနဲ့ကိုယ်တိုင်ညှင်းဆဲခံနေရလဲဒါဝရဖျားဆူတောင်းလွတ်ပေးလိမ့်မယ်ထမ်းဖို့ရှိသမျှကိုချိုးဘာမှမထမ်းနဲ့ဗျာလောကအရာတွေဖျားစကားအကြောင်းနဲ့ကိုယ့်အကြောင်းကလွဲပြီးတခြားလူအကြောင်းလောကအကြောင်းစဉ်းစားရင်ကိုကြာရှုံးပြီးတာမှတ်ပြီးတော့နော်မုတ်တိတ်တော်သူကိုအစာကျွေးခြင်းဆင်းရဲသားတွေစားစရာမရှိတဲ့လူအစာကျွေးပလိုက်ဘာမှစဉ်းစားနဲ့နော်နေရာမရှိဆင်းရဲတော်သူတို့ကိုကိုယ်အိမ်တို့ဆောင်ခြင်းကိုတတ်နိုင်ကိုယ်အိမ်ဆောင်မဆောင်နိုင်လဲထာဝရဘုရားသူ့နေစရာအိမ်ပေးဖို့ဆုတောင်းပေးနော်အဝိမရှိတော်သူကိုမြင်ရင်အဝိကိုပေးခြင်းဥစ္စာမရှိတဲ့လူအဝိပေးလိုက်ကိုတောင်းမရှောင်ပဲနေခြင်းဆိုလိုတာကိုမငဲ့နဲ့သူများကိုညီနော်အဲ့ဒါလိုလုပ်မယ်ဆိုရင်တဲ့နော်မိတ်ဆွေရဲ့အလင်းကမိုးတောက်အလင်းကဲတော့ပေါ်ထွန်းမယ်ပြီးရင်အရေးကြီးတဲ့အပိုင်းအလင်းအမြန်ကျမ်းမာချင်းတို့ရောက်လိမ့်မယ်အခုချက်ချင်းဒီနှုတ်ကပတ်တော်ကြားတဲ့လူတွေကျမ်းမာပြီနော်ယေရှုခရစ်တော်နာမနဲ့ကျွန်တော်ကျင့်ညာဝန်ခံတယ်ယေရှုခရစ်တော်နာမနဲ့ကျင့်ညာဝန်ခံတယ်နော်ကျွန်တော်နော်ဖခင်စကားနော်နော်စကားမဟုတ်ဘူးကောင်းကင်ရဲ့မြေကြီးကြီးတဲ့လူတွေကိုဖန်ဆင်းထားတဲ့ထာဝရဘုရားနော်ကျမ်းမာပြီယေရှုနာမနဲ့ကျင့်ညာဝန်ခံတယ်ဒါပဲနော်တရှင်တော်ဝိညာဉ်တော်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမအားလုံးကိုတရှင်တော်ဝိညာဉ်တော်မိနဲ့တကိုယ်လုံးနေ့တိုင်းမီးရှို့ပါထာဝရဘုရားဒီလောင်တော်မီးဖြစ်တော်မူ၏သခင်ယေရှုခရစ်တော်နာမတော်ဖြင့်ဆုတောင်းကောင်းချီးပေးတဲ့အာမင်ယေရှုတင်ပါတယ်